pose. Just a ghost in this cabin where the old world and new coalesce. Serenity in the bites, taking me home now. အားလုံးမင်္ဂလာပါတချိန်ရတိတ်ပံစကားတွေထဲမှာမြင်ကြရတဲ့လူမပါပဲကိုအလိုလိုမောင်းနေတဲ့ကားတွေဟာအခုဆိုရင်လက်တွေ့ဖြစ်လာပါပြီဒါကတော့ဝေမှုပါဝေမှုဘယ်လိုစားတင်ခဲ့တယ်လဲဤပညာအရဘယ်လိုအလုံးလုပ်တယ်လဲဆိုတာဒီနေ့ဒီဗီဒီယိုမှာကြည့်ရှုလိုက်ရအောင်ဝေမှုဟာ Google ရဲ့ကိုယ်ပိုင်ကားစီမံကိန်း Google Self-Driving Car Project ကနေစတင်ကြတာပါ2009ခုနှစ်လောက်ကလေးကစတင်သူတည်တနာပြုခဲ့ပြီးအခုဆိုရင်ကမ္ဘာအဆင့်မြင့်ဆုံး Full Autonomous Driving နည်းပညာဖြစ်တဲ့ Waymo Driver အဖြစ်ရည်တည်နေပါတယ်မြို့ပြရဲ့ညလေးရောင်ထဲမှာဝိမောကငါကိုပို့ဆောင်နေပါစက်တီးရမလို့ပဲခရီးဆက်ရှိကဘာသစီတို့တလန်တဲ့စိတ်ချလက်ချသွားနိုင်ပြီးအဝေးဆုံးဝိမောအနာဂတ်ရဲ့အလေးရောင်ဝေမို့ driver ရဲ့လုံဆောင်ချက်ကိုအဆင့်3ဆင့်နဲ့အလွယ်ဆုံးခွဲခြားနိုင်ပါတယ်။နံပါတ်1ကကားရဲ့ခံစားခြင်းနဲ့သတိပြုခြင်းကိုကြည့်အောင်ဗျာ။ကားမှာတက်ဆင်ထားတဲ့ leader ကင်မရာနဲ့ radar sensor တွေပေါင်းစပ်ထားတဲ့အာရုံခံစနစ်တွေဟာကားပတ်လည်ပေပေါင်းများစွာအကွာအဝေးထိမြင်နိုင်စွမ်းရှိပါတယ်။အရေးပေါ်ကားတွေရဲ့ silent တန်းကိုတောင်ကြားနိုင်ပြီးပတ်ဝန်းကျင်ကိုစက္ကန့်ပိုင်းအတွင်းအတိအကျမြင်အောင်ပေးနိုင်ပါတယ်နံပါတ်2က solve ဖြေရှင်းခြင်းနဲ့ဆုံးဖြတ်ခြင်းရရှိရတဲ့အချက်လက်တွေကို AI machine learning algorithm တွေကိုသုံးပြီးတွက်ချက်ပါတယ်လမ်းပေါ်မှာရှိတဲ့အခြားယာဉ်တွေလူတွေရဲ့လှုပ်ရှားမှုကိုခန့်မှန်းပြီးဘယ်လမ်းကြောင်းကဘေးကင်းမလဲဆိုတာကိုအချိန်နဲ့တပြေးညီဆုံးဖြတ်ပြီးပါတယ်My Waymo car လေးစမကြလိုက်တာမျိုးပြလမ်းမှာအလိုလျောက်မောင်းမှာ AI စနစ်ချောမွေလုံခြုံစွာရှေ့ကကားတွေအာရုံခံပြီးသားစီးရအရန်ပြောစိတ်တိုင်းကြပဲဟိုအဝေးကိုပို့ပေးပါ Waymo Waymo let's go yeah ooh yeah နံပါတ်3ကကျတော့ကိုသွားခြင်းနဲ့မောင်းနေခြင်းကိုကြည့်အောင်ဗျာဆုံးဖြတ်ချက်ချပြီးဆိုရင် motion control စနစ်ကနေတစ်ဆင့်အချိန်မျက်နှာတို့ဗရေဥဒ္ဒါတွေရောအလွန်ချောမွေ့စွာလှုပ်ဆောင်ပြီးသွားမှာဖြစ်ပါတယ်ဝေမို့ဟာအခုဆိုရင်အနာဂတ်အိမ်မက်တစ်ခုမဟုတ်တော့ပါဘူးလက်တွေ့ဖြစ်လာပါပြီကျွန်တော်တို့ကကားထဲမှာထိုင်ပြီးကျိုင်းတဲ့တရားနေရာကိုစိတ်အေးချမ်းသာစွာနဲ့တွားရောက်နိုင်ပါပြီကြည့်ရှုပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်